လောင်းရှိမြို့အနီးကကျေးရွာနှင်ပါကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်လို့အရက်သား၄ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မကွေးတိုင်းစောမြို့နယ်နဲ့လောင်းရှိမြို့ကြားစလင်းချောင်းဘေးကနှကောင်းကျင်းရွာနဲ့ရင်ကဲကျေးရွာတို့ကိုအကြမ်းဖက်စစ်တပ်ကဒီနေ့ဇွန်28ရက်နေ့ညနေ9:00နာရီခွဲခန့်မှာဘုံကျဲခဲ့တယ်လို့လောင်းရှိ PDF တာဝန်ရှိသူအပါအဝင်ရောလေးနှန်းတာဝန်ရှိသူဒေသခံတူတို့ကRapicot သတင်းမီဒီယာကိုပြောပါတယ်။ရောလင်းနဲ့တာဝန်ရှိသူရဲ့ပြောကြားချက်အရတေဆုံးသူ3ဦးရှိပြီးကလေးငယ်2ဦးအပါအဝင်အမျိုးသား3ဦးနဲ့အမျိုးသမီး6ဦးကထိခိုက်ခဲ့တယ်လို့ပြောပါတယ်။စောမြို့ဒေသခံ2ဦးကတော့လောင်းရှိမြို့နဲ့ရင်ကဲရွာနီးစလင်းချောင်းဘေးနားကနှကောင်းကျင်းရွာနဲ့ရင်ကဲကျွရွာတို့ကိုကျမ်းမစစ်တပ်ကပုံကျဲခဲ့ပြီးတေဆုံးသူက3ဦးသို့မဟုတ်4ဦးရှိနိုင်တယ်ဆိုပေမဲ့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်။လောင်းရှိ PDFထုတ်ပြန်ချက်အရအကြမ်းဖက်စစ်တပ်ကဒီနေ့ညနေ9:00နာရီခွဲခန့်မှာနှကောင်းကင်းကျေးရွာနဲ့ရင်ငယ်ကျေးရွာတို့ကိုဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အကြမ်းဖက်စစ်တပ်ကနှကောင်းချင်းကျေးရွာကိုလေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ရင်ငယ်ကျေးရွာတောင်ဘက်ချမ်းကို3ကြိမ်လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုမှာအရက်သား4ဦးသေဆုံးပြီး10ဦးကထိခိုက်ပြီးစိုးရိမ်နေရတယ်လို့လောင်းရှိ PDF တာဝန်ရှိသူတို့ကပြောပါတယ်။အကြမ်းဖက်စစ်တပ်ကချင်းပြည်နယ်ထဲကမင်းတပ်နဲ့ကံပလက်မြို့ကိုသိမ်းယူဖို့အတွက်စောမြို့နဲ့ကြောက်ထုဒေသကိုခြေပြုပြီးထိုးစစ်ဆင်နေတာဖြစ်ပါတယ်